ဒီနေ့တော့ဥပိန်မှာငှက်သွားစီးပြီးတော့အပြန်ကြတော့မှလာဟင်းဝင်စားဖြစ်ခဲ့တဲ့နေ့လေးပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါရှင်။ကိုဘလကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ကိုတငယ်ချင်းကဥပိန်တရားကိုပကြီးကားဆွဲထားတာပေါ့နော်။ပကြီးကားဆွဲပြီးပြီဆိုတော့ဥပိန်တရားနောက်ခံထားပြီးတော့မှဓပုံနယ်ဗီဒီယိုလေးရိုက်ချင်လို့ကိုတော့ပြီးတော့မှရိုက်ပြီးခဲ့တာဖြစ်ပါတယ်။ဝေးရဒီဆိုတော့တောင်သမန်အင်းမှာရေလဲတော်တော်လေးကိုတက်နေပါတယ်။ဥပိန်တရားကိုရောက်ဖြစ်ပေမဲ့ငှက်တော့မစီဖြစ်ဘူးပေါ့နော်။အခုမှအကြောင်းတိုက်ဆိုင်လို့သွားစီဖြစ်တာပါ။အရင်ယူပြောဖို့ကောင်းပါတယ်။လို့ထွက်လာခဲ့တဲ့မျိုးထဲမှာတော့မိုးရီရွာနေပါပြီ။ကန်ကောင်းလို့တောင်သမန်အင်းဘက်မှာမရွာတာ။ငှက်စီးရတစည်းလုံးမှ1000ခွဲပဲပေးရပါတယ်။ဦးလေးရာစိတ်လက်အရန်ရှိတယ်လို့ဂုံလူလိုချင်တဲ့ပုံစံအတိုင်းဓပုံရိုင်လူကောင်းအောင်အမျိုးမျိုးလှီယူလိုပြီးပါတယ်။ဥပိန်တရားရဲ့နေဝင်ရှိတဲ့ရောအချိန်လေးကတကယ်ကြီးကိုလှပါတယ်။ယနေ့စာစားဖို့တော့မျိုးရဲပဲပြန်ပြီးတော့သွားစားဖြစ်ပါတယ်။မျိုးရဲကစီချွဲမာလာဟင်းဆိုင်မှာစားဖြစ်ပါတယ်။မာလာဟင်းကတော့ဂုံအရင်ကြိုက်ပါတယ်။နောက်ထပ်မှာထားတဲ့မာလာဖတ်ထုတ်လေးကတော့တော်တော်လေးကိုပေါ့တယ်။ဂုံကတော့ဒီမာလာဟင်းထဲမှာပါတယ်မာလာခောက်ဆွဲဖက်ကိုအရင်ကြိုက်တာပါ။သူ့စီကမာလာခောက်ဆွဲဖက်က quality ကောင်းတဲ့မာလာခောက်ဆွဲကိုတုံးထားတာဆိုတော့စားရတာအီတုံလေးနဲ့တကယ်အရသာရှိရယ်။မာလာဖတ်ထုတ်ကတော့ portion နဲပြီးတော့မှအရည်တွေတော်တော်လေးကိုများနေရပါ။ပြီးတော့အရသာလည်းပေါ့ပါတယ်။မာလာခောက်ဆွဲပါတာတော့ကြိုက်ပေမဲ့အရသာကတော့တော်တော်လေးပုံနေခဲ့ပါတယ်။မာလာဖတ်ထုတ်ကတော့တပွဲကို2900ပါ။မာလာဟင်းကတော့တပွဲ2000ပေးခဲ့ရပါတယ်။မာလာဟင်းကတော့ဂုံးရဲ့အမြဲတမ်းအကြိုက်ဆုံးအစားအစာတွေမှာပါပါတယ်။ vlog လေးကိုအဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်။နောက် vlog ဒီမှာပြန်တွေ့ကြမယ်နော်။အားလုံးပဲ bye